Mama Gita Anupinya, Mapabia, Tilu, Sanane, Kihongo Lemati, Kitty Sanity Good at the lady and Mila in the You know, Manali Singama, Karawaku no Koseta, Nasi Rubita about the winning Yossi, Yama Tapinya, Winiku, Sanity Yani, Genoa Anupinya, Padimu, Susu Kindi, Yoli Nigar and Yama Tapinya Nudu, Jesus, Rita Tondo, Genoa Lumingala Egantilo and Manico, Tassi, Manadimu, the beauty and Muma, move a key, compute the Selayava. Oragaro, Manale, Nangan, Yoaza, Shpironia, Arabi, Manale, Saint Doma, Manale, Saint Doma, Tota, Shiluta, Mia, Mingalati, and Wukamia, Tayo, Mingala, Stephen Sadagaro, Kinya, Parisia, Warita, the Viho Machino Babu, Timo Chingo, when none tire on Nasa, let's one yard.
ဘောပေါက်ပြီလားပြည်ကြီးရောမပေါ့ပါဗျာရေပြတော့လို့ပါလားဘုရားကြီးအာမလည်းလွယ်လာဘူးပါဟဲ့ပါလားစိတ်ကောင်းနေလားဘယ်လိုလဲဟုတ်ကဲ့ဟုတ်ကဲ့ဟ
Mandalay ko sing down ye, you pinya gita ye we. You knew ne to gita, to me no re. Angli mya the we, la sa jwe jwe. You win with the tiga ti to gita mari ko sing down ye. Mandalay ko sing down ye, nu pinya gita ye we. You knew ne to gita, to me no re. Angli mya the we, la sa jwe jwe. You win with the tiga ti to gita mari ko sing down ye. Mandalay ko sing down ye, nu pinya gita ye we. You knew ne to gita, to me no re. Angli mya the we, la sa jwe jwe. You win with the tiga ti to gita mari ko sing down ye. ကိုညို့ရေကိုကြောင်လီလားခင်ဗျာယခုတင်ဆက်တာကတော့ကိုစိန်တောင်းနဲ့ဆိုတော်ဝင်းအောင်တို့ရဲ့မြမဟာငြိမ်ညောင်းပြီးတော့ကိုတစ်ချိန်ကောင်းဖို့ကြိုးစားမှုပါပဲခင်ဗျာကောင်းတယ်ခင်ဗျာအမျိုးသားတို့တို့ရွှင်လန်းရန်အတွက်သဘင်နမ်းမှာအပင်မဆန်လက်ဆိုပြီးတဲ့ချင်းဟတ်ထအမှန်နဲ့ကဲနားဆိုင်ပြပတ္တအတန်းဆိုတာကြားပါရစေကြားကြပါပြီ ကိုကြောင်ဒီဒါကိုစနှုံးရဲ့ကျိုးသားမှုပါပဲခင်ဗျာဟုတ်ကဲ့စိန်တောင်းလို့နာမည်ရဖို့အပြင်ပရိသတ်များကရက်လာများစွာအားပေးမှတက်ရပါလေဟုတ်ပါအေးရက်လာများစွာအားပေးလို့တက်ခဲ့ပါပေါ့သူ့ရဲ့ခက်မှန်ငါးပြားလို့ခေါ်တဲ့တရားပေးတဲ့လက်နဲ့နားဆိုင်ပြအပွားတိဆက်ပါလိမ့်မယ်ကြားကြပြီ
ညွန့် အဲ့ဒီကေယာမမြင့်တပင်းမတစ်ပါးပါပဲ ဟုတ်ကဲ့ အဲ့ဒီကေယာမမြင့်တပင်းမတစ်ပါးပါပဲတိုင်းပြည်မှာမင်္ဂလာပွားဖို့တိုင်းကိုစိတ်တော့ပညာအားဆိုတာပြလိုက်ပါဦးခင်ဗျာ ကိုတင်ညွန့် ကိုကြောင်ဒီ ဒါကိုသိတော့ရဲ့ဟတ်ချေနှစ်ပါးနဲ့ပါပဲခင်ဗျ ဟုတ်တယ်ဟုတ်တယ် ရွာသားရဲ့ဟတ်ချေနှစ်ပါးနဲ့ပတ်ဝင်ကစားလို့လည်းပဲသူ့ကိုရက်တွေကငားနေတာ ဟုတ်တာဟုတ် ကဲနတ်ပြည်ကြောက်အောင်ပြီးလိုက်ပါဦးဆရာရဲ့ ကိုကြောင်ဒီ ကိုတင်ညွန့် ကဲလို့တန်ဖိုးရှိပါလား တန်ဖိုးရှိတယ်လေ တန်ဖိုးရှိပါဘောစိတ်တော့ကပတ်လုံးပေါ်ရန်ကျိုးနဲ့ပြီးတာလားလူလေးရဲ့တဖန်တော့ကလေးလိုက်ပါဦးလား အဲ့ဒါပဲကိုတင်ညွန့်က ဟုတ်ကဲ့ ဟတ်ချေဆိုတာကပါဠိခေါ်တာခင်ဗျ ဟုတ်တယ်ဗျာ ဟတ်ချေကပါဠိစာမကြည့်ရင်တော့လက်မမသိပါဘူးဆရာရဲ့အကွက်စမ်းကြည့်ပြီးတော့ဘိုးဘွယ်နဲ့ကြောက်လိုက်ပါဦးဆရာရဲ့ ပြောနေပြီ ကိုကြောင့်ဒီကိုတင်ညွန့် စိတ်တော့ရဲ့ ကျွန်တော်ဒီတခါတိပြမှာကကိုဆရာစိန်ပေတာရဲ့အသက်နဲ့တီးလုံးဖြစ်ပါတယ်ခင်ဗျာ ရမန္တလေးကိုစိတ်တော့ရဲ့ ဟေး စိတ်ပဲဒါသူ့ဘူရာကြည့်ကြပါတော့စိတ်ပဲဒါသူ့ဘူရာကြည့်ကြပါတော့ဒါမဲရာကအများစစ်စစ်ကြရာဒါမဲရာကအများစစ်စစ်ကြရာအဲ့ဒီခေါ်လိုက်ပါစေဝိကသမတိလို့ပြောကြတာတဲ့ဒီခေါ်လိုက်ပါစေဝိကသမတိလို့ပြောကြတာတရားညချင်တော့တခါလက်စဲသူရဝိကမကဲနဲ့မကြည့်နိုင်လို့အချွတ်တခိုင်းနေစီဖို့ဘုံမဲကြရာဆွေးရင်းနေတယ်ဗျာ ကိုတင်ညွန့်ရေ ကိုကြောင်ဒီလားခင်ဗျာ တင်းခံကြပါလားဗျာ တန်ဖိုးရှိတယ်ဗျာ ရှေ့စင်လာဆရာကြီးများရဲ့မူဝါမပြည့်လေ့လာသိမှုခဲ့တဲ့အမှုပညာကိုလူသားပြည်သူများအားမယို့ရွှေဖျားတဲ့အဖို့စိမ့်ပေးကြရဲ့ရိုးရာမပြည့်ရအောင်လို့ကိုစိန်တောင်းကတစ်မျိုးသားတဲ့အကွက်ဆိုတာဆက်လက်ကြားနေပါ ကြားနေပြီ Don't
ဒါကတော့မြဝတီမြစ်ကူးစားရဲ့စိုးအောင်မှုဆိုတဲ့ပတ်ပြိုးမိုးပွဲကိုမန္တလေးစိန်တောင်းကကွယ်ဆန်းထူလာခြင်းဖြစ်ပါတယ်ခင်ဗျာ။တန်ဖိုးရှိတယ်ခင်ဗျာ။ဒီသချင်းကိုရှစ်သချင်းကြီးပုံစံမပြည့်ဘဲနဲ့ဆရာကြီးများပြုစုခဲ့တဲ့သချင်းရိုးကတော့အစိုးရဝင်းဝင်းအောင်တွေတွေ့ဖက်လို့ဒီလိုလာပြပါလေခင်ဗျာ။ဟုတ်ကဲ့Mom!
ကြောင်းလေးလားခင်ဗျာ တချင်းရဲ့စာသားပေါ်မှာမူတီရေးတာကိုပြောရမယ်ဆိုလို့ရှိရင်တော့မိုးကိုဖွဲ့လို့မိုးဖွဲ့လို့ခေါ်နိုင်ပါတယ်ခင်ဗျာ ကောင်းတယ်ခင်ဗျာ ဒီတချင်းရဲ့စာသားများမှာဆိုရင်လည်းပဲမင်းဝန်တောင်းဆိုင်တင်းချင်းငယ်ဆိုညွညွမိုင်းရွှေကိုင်းစီရာမြင်တင်မန်းနဲ့နန်းတိုက်ညာအစရှိတဲ့စာသားများလည်းပါရှိကြတော့ ဟုတ်ကဲ့ မင်းဝန်တောင်းစကိုင်းမြို့အေယာဝတီကန်းအလွမ်းတဘာဝနဲ့မြို့ဆိုင်အုံမိုင်းတင်းလွားထက်ထက်ကတ်နေတဲ့အံဘုံမိုးရဲ့အလှပကိုပေါ်လွင်ထင်ရှားအောင်ရေးသားနိုင်စွမ်းရှိခဲ့တဲ့ဒီဂီတာတရက်ဖြစ်လို့ရှေးဆရာကြီးများရဲ့ဂီတရတာကိုရှင်းပြုပြီးတော့ကျွန်တော်တို့လူငယ်နုပညာရှင်များကလည်းပဲဆရာကြီးများရဲ့လက်ရမပြည့်ရအောင်ခေတ်စနစ်နဲ့လည်းညွတ်အောင်ဆိုပြီးတော့မန္တလေးစိန်တောင်းကိုယ်တိုင်ပဲဒီစိုးအောင်ဖို့မူးဆိုတဲ့မိုးဘွဲ့ကိုယခုလိုပွက်ဆန်းတွင်ခဲ့ပါတယ်ခင်ဗျာ ကောင်းတယ်ခင်ဗျာ ဟေး လက်ထမကြီးတဲပြီးတဲ့ယောက်ျားသူလာပြီမဲ့ကိုယ်ဆွဲမဝိဟမဘူးချာရှိသည်ချာများဝဥတိုင်မဲ့သားလက်တော်တဆင်းရပါလေကိုစိတ်ကောင်းရဲ့သူလည်းကြောင်းကြီး ဒီညွန့် ဒီလောက်ပါလားဗျာ လောက်ရမယ်လေ စိန်တော့သွားကလူငယ်တယောက်ပဲဟောဒီစိန်တော့သွားကလူငယ်တယောက်ပါပဲအခုနေတစ်ယောက်ပါပြီတန်းကြသေးဘူးလူလေးရဲ့လက်ကောပြသွားကြားပြသေးတော့ခွဲ့ ဒီကောင်းပါလားကိုတင်ညွန့် ပြည့်ပြည့်ကြည့်တယ်ဗျာ ဒါကအတန်တမျိုးခေါ်ပါလေခင်ဗျ ဟုတ်ကဲ့ဟုတ် မန္တလေးစိန်တောင်းတဲ့နေစရာအောင်မြင်တန်း
နှစ်ယောက်တွဲဖဲပြီးတော့တိမုတ်ခဲ့တဲ့ဒါအတန်တစ်မျိုးပါပဲဗျ။ဟုတ်ပြီဗျာ။ရခင်အတန်နဲ့မတူဘဲနဲ့တန်တစ်မျိုးဆိုတော့ဒါညံခိုးရမှာပဲဗျ။ ဟုတ်တယ်နော်ဟုတ်ကဲ့တန်ဖိုးလှလှနဲ့သူ့လေသွားတွေကိုတော့ကိုက်မန္တလေးစိန်သုံးကခုဆက်ကြပါရသည်ဗျ။လက်ထမကြီးတဲပြီးတဲ့ယောက်ျားသူလာပြီမဲ့ကိုယ်ဆွဲမမွေးမဘူးချာရှိသည်ချာများဝဥတမဲသာလက်တော်တဲ့ဆင်းရပါလေကိုစိတ်ကောင်းရဲ့သူလည်းသွားဒီညွန့် ဒီတော့ပါလားဗျာ လောက်ရမယ်လေ စိန်တော့သွားတာလူငယ်တယောက်ပဲဟောဒီစိန်တော့သွားလူငယ်တယောက်ပါပဲအခုနေတစ်ယောက်ပါပြီစမ်းကြသေးဘူးလူလေးရဲ့လက်ကောပြသွားကြားပြသေးတော့ခွဲ့ကောင်းပါလားကိုတင်ညွန့် ဒီကြည့်တယ်ဗျာ ဒါကအတန်တစ်မျိုးခေါ်ပါလေခင်ဗျ။ ဟုတ်ကဲ့ဟုတ် မန္တလေးစိန်သုံးနဲ့နေစရာအောင်မြင်တန်းနှစ်ယောက်တွဲဖဲပြီးတော့တိမုတ်ခဲ့တဲ့ဒါအတန်တစ်မျိုးပါပဲဗျ။ ကောင်းပြီဗျာ ရခင်အတန်နဲ့မတူဘဲနဲ့အတန်တစ်မျိုးဆိုတော့ဒါညံခိုးရမှာပဲဗျ။ ဟုတ်တယ်နော် ဟုတ်ကဲ့ တန်ဖိုးလှလှနဲ့သူ့လေသွားတွေကိုတော့ကိုက်မန္တလေးစိန်သုံးကခုဆက်ကြပါရသည်ဗျ။ ဒီတော့ပြောင်းနေသားအစ်ကိုခင်ဗျာ ဟုတ်ကဲ့ ဟဲ့ဟောဒီတိတ်တော့ပြောင်းနေသားအစ်ပါအဲ့ဒါကြောင့်အများချစ်နေတာဒီလေဒါနှစ်ချလိုက်ပါအောင်လားကွယ်ကောင်းပါလားကိုတင်ညွန့် ဟုတ်ကဲ့ဗျာ ဟင်မန္တလေးစိန်သုံးဆိုတော့မန္တလာသားပြီပဲခင်ဗျာ ဟုတ်ဗျာ မန္တလာသားကိုလည်းပဲညာရာပွားနေတာပဲဗျာ ဟုတ်ကဲ့ အဲ့ဒီတော့ခန္တရားများကိုအနန္တငါမှာဖြင့်ကိုစိန်သုံးကြီးပန်ထွာပါလိုက်ပါဦးခင်ဗျာ Hey!
ကဲ့အဲ့ဒါကြောင့်ကိုစိန်တောင်ကြီးတဲ့နေရာမှာဖြင့်မြေကြီးကရွှင်သီးပါပြီဟုတ်တယ်စိန်တောင်ကြီးတဲ့နေရာမှာမြေကြီးကရွှင်သီးပါပြီကျွန်တော်တိမ်ညွန့်ကလည်းအချင်းမကြည့်ပါဘူးလူလေးဝေကြည့်လိုက်ပါဦးလားကွယ်ဟေးတိမ်ညွန့်ရေကိုကြောင်နေလားခင်ဗျာအခုကြည့်တာကတော့မန္တလေးစိန်တောင်းရဲ့ကိုပိုင်ညာနဲ့တီထွင်တဲ့ပြုတ်ရဖြစ်ပါတယ်ခင်ဗျာဒီကောင်းပါလားခင်ဗျာဆက်လက်ပြီးတော့သောတာဆင်ရမှာကတော့ရွာသားကြီးဖိုးစိန်မီတာဖြစ်တဲ့စိန်မီတာတီးသွားခဲ့တဲ့ပြင်စသိန်ခါဆိုတဲ့တေးသွားကိုမနေသွားကြပါဘူးခင်ဗျာအားကြပါခင်ဗျာတိတ်ကောင်းမှုဆိုတာပါလေရှေးဝေးဖြာဖြာလာလာနမိတ်ကောင်းနဲ့ထိုစားစိတ်ပြီးတာနိုင်ပညာရှိတဲ့တရားမင်းမသိတဲ့ဆိုတာမင်္ဂလာရှိတဲ့သူစားကိန်းအတီးတစ်မျိုးသောက်ခါပြင်စသိမ့်ခသာသနာသချင်းနာခရိကတာစိတ်ကြီးထိုးရင်ဟောကြပါစေဟ
ဒီညွှန်ရေး ကိုကြောင်လေးရခင်ဗျာ ဆက်လက်ပြုလုပ်မယ့်အစီအစဉ်အရဆက်တရားမန္တလေးစိန်တောင်းနှင့်နေစရာအောင်မြင့်တန်းကြီးမျိုးဝင်းလေးမောင်ဒီမောင်ကင်းစောပမတိသိအောင်လေးလက်ကွင်းဒီမောင်တာခေါင်းလောင်းမုံမှုလူရှင်တော်ဦးကြောင်ဤဥဒိန်ညွှန်တို့နဲ့တွဲဖက်၍မင်္ဂလာအေးအေးကင်းနဲ့တက်ပါမယ်ခင်ဗျာ ဒီပေါင်းပါလားခင်ဗျာ ဒါကြောင့်ကဘာအစမဟာသမတရာဇအဓိပတိကဝိအမောပညာပြောတို့နာပြောမဏိဝဲရာတီးရနိကထုံစံအသုံးကရွှေသရင်ထွက်ရအောင်မန္တလေးကိုစိန်တောင်းကရေကင်းလက်ဆိုတာတွက်လိုက်ပါဦးပါသာ Thank
ကြောင်ကြီးလား အခုယူဟာသားကိစ္စကတော့အတန်းက9ဘောက်တန်ပါပဲခင်ဗျာ ဟုတ်ကဲ့ အဲ့ဒီ9ဘောက်တန်အနေနဲ့ပရိသတ်ကြီးများရဲ့9ရောက်ရမှာပဲ ဟုတ်တယ်ဗျာ ကဲမန္တလေးကိုစိန်တော့ကအသွားကောက်နိုင်လိုက်ပါဦးဗျာ ကိုတေညွန့်ရေ ကိုကြောင်ကြီး ယခုတင်ဆက်မှာကတော့ရှင်ပြုမင်္ဂလာပွဲများအတွေ့တန်းစာစီရင်မှုလှပမှုတို့ပေါ်လွင်ထင်ရှားစေရန်ပေါ့ဗျာ ကောင်းပြီဗျာ အေးဆိုသိမ့်မောင်လေးနဲ့အစိုးတော်ဝင်းဝင်းအောင်တို့တွဲဖက်တင်ဆက်လိုက်တဲ့သားချစ်မောင်ရှင်ပြုပွဲတဲ့ကောင်းတာဆင်တော်မူကြပါဦးဗျာ ဟုတ်ကဲ့ ချစ်လို့မဆုံးပလက်ကုန်တပွဲအားရှိတဲ့ကိုဝါဝတင်ကတင်မြပြီးတဲ့သူစီမိကြရာကျွေမိကသူချေကြတဲ့ဒီနာလေးတွေရှင်းတန်နေမယ်တက်မတကကြုံနေတာချင်မောင်ရှင်မြူဝဲအားခဲလို့ရဲ့တွဲလိုက်ကြတယ်ရှိပါ
ခုတစ်ဖန်တင်ဆက်မှာကတော့ရင်းချင်းမှုလှပပါရမှုရှုခင်းပုံပုံစုံလာတဲ့မန္တလေးရတနာဘုံနေပြည်ရဲ့ဖိတ်ခေါ်သံကိုအဆိုတော်ဝင်းအောင်ကတီးဆိုမှာကဒီလိုပါတယ်ခင်ဗျာကောင်းကျိုးချမ်းမြေမန္တလေးမြို့တော်တခါရောက်လာခဲ့ပါမမလာရဲ့ရှုခင်သာယာရေယာနာမေလိုက်ဖို့ပါမေနော်ယုံမန္တလေးကိုလာခဲ့ပါစို့ကျမဝင်းဝင်းအောင်ကဖိတ်ခေါ်ပါတယ်ဘုရားဆုံးဆုံးရအောင်ကွယ်ရလေးမျက်နှာမှာရပူလာရတဲ့သူကဆုံးကြည့်လိုက်ကြပေါင်းပေါင်းညမကလေးရဲ့ညတဲ့ကိုဝါရလာကြည်ညူပါတဲ့မြို့ရတနာကို
Thank you.